အေယာဝတီတိုင်းနဲ့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့ထိုင်းငခိုးမကိုစီးပွားဖြစ်တော့မမွေးကြဘူးဘာလို့လဲဆိုတော့သူကတပိတ်တာကို9900လောက်ပဲပေါက်တယ်ပေါ့နော်ပြီးရင်သူကမျိုးလက်တအားပွားတယ်အစာတွေတအားလိုက်လူစားတယ်ဒီချက်တွေကြောင့်မမွေးကြတာအဲ့ဒါနဲ့မတူပဲအထက်ပိုင်းမှာကျတော့တပိတ်တာကို2000လောက်ရနေတဲ့ခါကျတော့မွေးရတာအဆင်ပြေရဗျဒီငါးတွေကမွေးရတာလဲလွယ်တယ်အစာမကျွေးဘက်ကန်တဲ့ဒီတိုင်းပြစ်ထားရင်တောင်သူကမြက်တို့ရင်းကြီးတို့စားပြီးတော့သူ့အတူကြီးလာတယ်ဗျာဒါလေးတွေကတော့ငခုံးမကိုစေးထူးသားပေါက်လုပ်ပြီးရလာတဲ့ငခုံးမဥတွေပေါ့ဗျာဒီကောင်တွေကရက်သားလေးပဲရှိပါသေးတယ်အေယာဝတီတိုင်းကအကူကြီးကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့အေယာဝတီတိုင်းမှာဆိုရင်ကို့မှာငါးကန်လည်းရှိရဆိုရင်ငခုံးမကိုမွေးမဲ့အစားတခြားစီးပွားဖြစ်မဲ့ငါးလေးတွေကိုပြောင်းမွေးဖို့စဉ်းစားစီချင်တယ်ခင်ဗျာဒါမျိုးငါးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေထပ်ပြီးသိချင်သေးရဆိုရင်ကျွန်တော်အကောင့်ကိုအပေါင်းလေးနှိပ်ပြီးတော့ share ပေးခဲ့ပါခင်ဗျာနောက်ဗီဒီယိုတွေမှာမွေးမြူရေးဆလာပြားနဲ့တဘာဝဆလာပြားရဲ့ကွာခြားပုံကိုလည်းကျွန်တော်တင်ပြပေးဦးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်